အားလုံးပဲမင်္ဂလာပါ exercise 3.1 number 1 စီကိုဆက်ပြီးတော့တွေ့ကြရအောင် from the function y is equal to f of x find the step by step transformation of y is equal to negative 3 f of 1 over 3x minus 2 plus 1 y is equal to f of x ဆိုတဲ့ function ကနေပြီးတော့ y is equal to negative 3 f of 1 over 3x minus 2 plus 1 ဆိုတဲ့ function ကိုရအောင်ပေါ့နော်အစဉ်စဉ်ပြောင်းလဲသွားတဲ့အဆင့်လေးတွေကိုရှာပေးပါလို့ပြောတယ် okay အဲ့တော့ပေးထားတဲ့ function လေးက given function လေးက y is equal to f of x ပါ transformation ဖြစ်ထားတဲ့ function လေးပေါ့နော် require function လေးက y is equal to negative 3 f of 1 over 3x minus 2 plus 1 မှာအဲ့တော့ given function ကနေပြီးတော့ require function ကိုရအောင်ဘယ်လို transformation မျိုးစားတွေဖြစ်ထားလဲအရင်ရှာမယ်ပေါ့နော်အဲ့တော့ဒီမှာပထမဆုံး negative လေးတွေ့ပါတယ် negative လေးဒီ f of x ရဲ့ရှေ့မှာရှိတာဖြစ်တဲ့အတွက်ဒါဒီ reflection ဖြစ်တာပေါ့နော် f of x ရဲ့ရှေ့မှာရှိတာဖြစ်တဲ့အတွက် reflection x is ပါပြီးတော့3လေးနဲ့မြှောက်ထားတာ3ကမြှောက်ထားဖြစ်တဲ့အတွက် scale လေးပေါ့နော် scale မှာ f of x ကိုမြှောက်ထားဖြစ်တဲ့အတွက် vertical scale လေးပါ vertical scale ရော scale factor 3စာပေါ့ပြီးတော့1 over 3ပေါ့နော်1 over 3ကလည်း x ကိုမြှောက်ထားဖြစ်တဲ့အတွက်သူဒီ scale လေးပါ x ကိုမြှောက်ထားဖြစ်တဲ့အတွက် horizontal scale လေးပေါ့နော် horizontal scale ရော scale factor က3စာပေါ့နော်ဒီမှာ function မှာမြှောက်ထားတဲ့ scale factor နဲ့ကပြောင်းပြန်ယူရတယ် horizontal scale လေးရောက်တော့နောက်ပြီးတော့ဒီ2လေး2လေးကတော့ x တဲကနေနှုတ်ထားဖြစ်တဲ့အတွက် horizontal translation of h is equal to 2 unit ပါဒီမှာ1ပေါ့နော်1ကတော့ဒီ alpha h တခုလုံးကိုသူကပြန်ပြီးတော့ပေါင်းထားဖြစ်တဲ့အတွက် vertical translation of k is equal to 1 ပါ okay အဲ့တော့ transformation မျိုးစားတွေတော့တည်သွားပြီပေါ့နော်မျိုးစားတွေတည်ပြီဆိုလို့ချင်းဘယ်မျိုးစားကိုအရင်လောက်ရမှာလဲပေါ့နော်ဘယ်မျိုးစားကိုtransformation လုပ်ရမလဲဆိုတာစဉ်းစားတော့မှာပေါ့နော်အဲ့လိုစဉ်းစားတဲ့အခါမှာအုပ်စုနှစ်ခုခွဲပြလိုက်ပါမယ် x တန်ဖိုးပြောင်းတဲ့အုပ်စုနဲ့ y တန်ဖိုးပြောင်းတဲ့အုပ်စုနှစ်ခုအရင်ခွဲမယ်ပေါ့နော်အဲ့ဒီမှာ reflection ကို x axis ဆိုရင် y ပြောင်းလာအဲ့လိုပဲ vertical scale ကလည်း y ပြောင်းလာနောက်ပြီးတော့ vertical translation ကလည်း y ပြောင်းလာဒါဆိုရင် y ပြောင်းတဲ့အုပ်စုထဲမှာဆိုရင်3မျိုးပါတယ် reflection ကို x axis vertical scale vertical translation ပေါ့နော်နောက်ဒီက horizontal scale horizontal scale ရောက်တော့ x ပြောင်းလာ horizontal translation ကလည်း x ပြောင်းလာ x ပြောင်းတဲ့အုပ်စုထဲမှာဆို2မျိုးပါတယ် horizontal scale နဲ့ horizontal translation ပေါ့နော်အဲ့တော့ x ပြောင်းတဲ့အုပ်စုနဲ့ y ပြောင်းတဲ့အုပ်စု꿰သွားပြီဆိုရင်သူတို့အုပ်စုနှစ်ခုကကြိုက်တဲ့သူအရင်လာလို့ရတယ် x အုပ်စုကိုပဲအရင်လုပ်လို့ y အုပ်စုကိုပဲအရင်လုပ်လို့ပေါ့နော်ကြိုက်တာအရင်လုပ်လို့ရတယ်ဒါပေမဲ့သူတို့အုပ်စုချင်းချင်းနဲ့မှာတော့ဘယ်သူ့အရင်လုပ်ရမလဲဆိုတာကဥစ္စာရဲ့ပြီးချက်ပေါ်မှာကြည့်ရတယ်ပေါ့နော် okay ဒီမှာတော့ x အုပ်စုလေးကိုအရင်ကြည့်ကြည့်အောင် x အုပ်စုမှာက 1 over 3x minus 2လို့သူပေးထားတာပေါ့နော်အဲ့တော့ဘယ်သူကအရင် transform ဖြစ်ထားတာလဲပေါ့နော် transformation ဘယ်သူကအရင်ဖြစ်ထားတာလဲသိချင်တယ်ဆိုလို့ချင်း x နဲ့နောက်ဆုံးဖြစ်တဲ့ကောင်လေးကိုကြည့်လိုက်တာပေါ့နော်အဲ့ဒါတော့လွယ်တာပေါ့နော် x နဲ့နောက်ဆုံးတူရှိတာပဲဆိုလဲနောက်ဆုံးတူရှိတာဒီနောက်ဆုံး transformation ဖြစ်ထားတာအဲ့တော့ဒီမှာ negative 2လေးကပေါ့နော်2လေးက1 over 3x တဲကနေနှုတ်ထားတာအဲ့တော့1 over 3ရောက်တော့ x ကိုပဲမြှောက်ထားတာ x minus 2ကိုမြှောက်တာမဟုတ် x ကိုမြှောက်ထားတာဖြစ်တဲ့အတွက်ဒါဆိုရင် x နဲ့နောက်ဆုံးတူရှိတာက1 over 3x ပါအဲ့တော့နောက်ဆုံးတူရှိတာဒီနောက်ဆုံး transformation ဖြစ်ထားတာဖြစ်တဲ့အတွက် horizontal scale ကနောက်ဆုံးအဆင့်ပေါ့နော်ဒါဆိုရင် horizontal translation ကအရင်ဖြစ်ထားတာပါအဲ့တော့ horizontal translation ကို step 1အနေနဲ့ထားမယ် horizontal scale ကို step 2အနေနဲ့ထားမယ်ပေါ့နော်အဲ့တော့ဒီပု္ပ္ပစာအရာဆိုရင် horizontal scale နဲ့ horizontal translation မှာဆိုရင် horizontal translation ကိုအရင်လုပ်ရမယ်ပြီးမှ horizontal scale ကိုအရင်လုပ်ရမယ်ပေါ့နော်အဲ့တော့ဆရာမဒီမှာတစ်ခါတည်း step လေးတွေမှတ်လိုက်ပါမယ် horizontal translation က step 1 horizontal scale က step 2ပါ okay အဲ့တော့ y အုပ်စုကိုကြည့်မယ်ပေါ့နော် y အုပ်စုက negative 3 alpha x plus 1ပေါ့နော်ဒီမှာတော့ alpha x ဆိုပဲယူလိုက်တော့မယ် okay အဲ့တော့သူ့မှာလဲပေါ့နော်ဘယ်သူကအရင် transformation ဖြစ်ထားတာလဲအရင်ကြည့်မယ်ပေါ့နော်အဲ့ဆိုတဲ့အခါတော့ဒီမှာ negative 3က alpha x ကိုမြှောက်ထားတယ်မြှောက်ထားတဲ့အထက်ကို1ကပြန်ပြီးတော့ပေါင်းထားတယ်ဒါဆိုရင်မြှောက်ပြီးမှ1ကပေါင်းတာဖြစ်တဲ့အတွက်1ရဲ့ function ကနောက်ဆုံးပဲပေါ့နော်ဒါဆိုရင် vertical translation ကနောက်ဆုံးဖြစ်မယ်ဒါဆိုရင် reflection on
AAZ နဲ့ reflect vertical scale ကအရင်လောက်အောင်ပါပေါ့နော်အဲ့တော့ reflection နဲ့ scale ရောက်တော့ကြိုက်တဲ့ကောင်ကိုအရင်လုပ်လို့ရတယ် reflection ကို AAZ လုပ်ပြီးမှ vertical scale ပဲလုပ်လို့ vertical scale လုပ်ပြီးမှ reflection ကို AAZ ပဲလုပ်လို့ပေါ့နော်ကြိုက်တဲ့သူကိုအရင်လို့သူနှစ်ခုလုပ်ပြီးမှ vertical translation ကိုလုပ်လို့ရမယ်ပေါ့နော်ဒီပု္ပ္ပစာရဲ့ page ရရဆိုရင်အဲ့တော့ဒါပေမဲ့ဒီမှာတော့အစစ်စစ်လေးမှတ်မှဖြစ်တဲ့အတွက်ဆရာမ scale လေးကိုအရင်မှတ်နိုင်မယ်ပေါ့နော် scale လေးကို vertical scale ကို step 3လို့မှတ်နိုင်မယ် reflection ကို AAZ ကို scale step 4လို့မှတ်နိုင်မယ်နောက်က vertical translation ကို step 5လို့မှတ်နိုင်မယ်ပေါ့နော်အဲ့တော့တစ်ခါတည်း function မှာမှတ်ထားလိုက်ပါမယ်vertical scale က step 3အနေနဲ့ထားမယ် reflection ကို AAZ ကို step 4အနေနဲ့ထားမယ် vertical translation က step 5အနေနဲ့ထားမယ်ပေါ့နော် okay အဲ့တော့ဒီမှာ method 1ကိုတော့ဆရာမ h term ကိုပြောင်းတဲ့အုပ်စုကနေအရင်စလုပ်မယ်ပေါ့နော် okay အဲ့တော့ given function လေးက y is equal to for x ပါအဲ့တော့ step 1က horizontal translation လုပ်မှာပေါ့နော် horizontal translation of h is equal to 2 unit လုပ်မယ်ဆိုရင်သူက x term ကိုပြောင်းတာဖြစ်တဲ့အတွက်ဟောဒီ x လေးတွေကနေ2ကိုနှုတ်တော့ y is equal to for x minus 2ဆိုပြီးဖြစ်သွားမယ်အဲ့တော့ step 2ပေါ့နော် step 2က horizontal scale ရော scale factor 3စားလုပ်မယ်အဲ့တော့ horizontal scale လို့ပြောတာဖြစ်တဲ့အတွက်သူက x term ကိုပေါ့နော် x ကိုပဲမျှောင်းမှဖြစ်တဲ့အတွက်ဟောဒီ x လေးကိုပဲကွက်ပြီးတော့1/3နဲ့မျှောင်းတော့ y is equal to for 1/3x minus 2ဆိုပြီးရမယ်နောက်က step 3ပေါ့နော်step 3ရောက်တော့ vertical scale or scale factor 3စာပေါ့နော် vertical scale လို့ပြောတာဖြစ်တဲ့အတွက်သူက y term ကိုပြောင်းတာ y term ဆိုတာကဒီ for 1/3x minus 2ဒီခုလုံးကိုပြောင်းတာဖြစ်တဲ့အတွက်သူ့ကို3နဲ့မြောက်တော့ y is equal to 3 for 1/3x minus 2ဆိုပြီးရပါမယ်ဒါက step 3ပေါ့နော်နောက်က step 4ကရောက်တော့ reflection ကို AAZ လုပ်ပါမယ်reflection ကို AAZ လုပ်မယ်ဆိုလို့ရှင် y coordinate ရဲ့လက္ခဏာကြီးပြောင်းတာဖြစ်တဲ့အတွက်ဟောဒီ y ဆိုတဲ့3 for 1/3x minus 2ဒီခုလုံးရဲ့ရှေ့မှာအနှုတ်ကလေးထည့်တော့ y is equal to -3 for 1/3x minus 2ဆိုပြီးရမယ်ပေါ့နော်နောက်ဆုံး step 5အနေနဲ့ vertical translation လုပ်တဲ့အခါရောက်တော့ k equal to 1 unit ပေါ့နော်အဲ့တော့ k တန်ဖိုးကဒီ f4h တစ်ခုလုံးဒီ function ပေါ့နော် y တန်ဖိုးတစ်ခုလုံးကြီးနဲ့ကိုပေါင်းတာဖြစ်တဲ့အတွက် y is equal to -3 for 1/3x minus 2 plus 1ဆိုပြီးတော့ရသွားတယ်ပေါ့နော် okay ဒါကတော့ x တန်ဖိုးပြောင်းတဲ့အုပ်စုကိုအရင် transformation လုပ်ထားတဲ့ method လေးပေါ့နော်ဒါလေးကတော့ method 1လေးပါokay အဲ့တော့ method 2ပတ်ကြည့်အောင်ပေါ့နော် method 2ရောက်တော့ဇာမကy တမိုးပြောင်းတဲ့အုပ်စုကိုအရင်လုပ်မယ်ပေါ့နော်အဲ့တော့ y လေးကိုအရင်စဉ်းစားမှဖြစ်တဲ့အတွက် y မှာရောက်တော့ဒီ reflection on x axis နဲ့ vertical scale ကကြိုက်တဲ့ကောင်အရင်လုပ်လို့ရတယ်ပေါ့နော်ကြိုက်တဲ့ကောင်အရင်လုပ်လို့ရတယ်ဖြစ်တဲ့အတွက် method 1မှာကvertical scale ကိုအရင်လုပ်ထားဖြစ်တဲ့အတွက် method 2ရောက်တော့ဇာမ reflection လေးကိုအရင်တွက်ပြနိုင်မယ်ပေါ့နော်အဲ့တော့ reflection ကို x axis ကို step 1လို့ထားလိုက်မယ် vertical scale ကို step 2လို့ထားလိုက်မယ် vertical translation ရောက်တော့ step 3ပေါ့နော် step 3ဖြစ်မယ် vertical translation က step 3ဖြစ်မယ် horizontal translation က step 4ဖြစ်ပြီးတော့ horizontal scale က step 5ဖြစ်မယ်ပေါ့နော် okay အဲ့တော့ y is equal to for x ပါ step 1နေနဲ့ reflection ကို AAZ လို့တော့ y တမိုးရဲ့လက္ခဏာပြောင်းမှာဖြစ်တဲ့အတွက် f4h ရဲ့လက္ခဏာပြောင်းတော့ negative f4x ဆိုပြီးတော့ဖြစ်သွားမယ်ပေါ့နော်ပြီးတော့ step 2 vertical scale လုံးမှာဖြစ်တဲ့အတွက် scale factor 3စာပေါ့နော် scale factor 3စာဖြစ်တဲ့အတွက်သူကလည်း y တမိုးပြောင်းတာဖြစ်တဲ့အတွက် negative f4h တစ်ခုလုံးကို3နဲ့မြောက်တော့ negative 3 f4x ဆိုပြီးတော့ရမယ်ပေါ့နော်နောက်က step 3 step 3ရောက်တော့ vertical translation of k is equal to 1 unit ပေါ့နော်1 unit ပြောင်းမှာဖြစ်တဲ့အတွက်သူတည်လဲ y ပြောင်းတာဖြစ်တဲ့အတွက် y is equal to เนาะ y ဆိုတာက negative 3 f4x လို့ပြောတာဖြစ်တဲ့အတွက် negative 3 f4h တခုလုံးကို1ပေါင်းမယ်ပေါ့နော် okay
ပြီးတဲ့ခါတော့ step 4ပေါ့နော် step 4ကတော့ horizontal translation လုပ်ရမယ် horizontal translation of h is equal to 2 unit ရွေးမယ်ပေါ့နော်2 unit ရွေးနေမယ်ဆိုရင် horizontal translation က x ပြောင်းတာ x ပြောင်းနေဆိုလို့ချင်း x လေးတစ်ခုပဲကွက်ပြောင်းမယ်ဂျန်တဲ့ကောင်နေသူ့မူလအတိုင်းပဲတည်ရှိနေမှာပေါ့နော်အဲ့တော့ x တဲကနေ2နှုတ်လိုက်တော့ y is equal to -3 for x minus 2 plus 1ဆိုပြီးဖြစ်သွားမယ်နောက်ဆုံးအဆင့် horizontal scaling or scale factor 3 စလုံးနေမယ်သူလည်း x ပြောင်းတာပဲ x ပြောင်းတဲ့ကောင်တွေက x လေးပဲကွက်ပြောင်းတာပေါ့နော် x လေးပဲကွက်ပြောင်းတာဖြစ်တဲ့အတွက်ဟောဒီ x လေးကို 1/3 နဲ့ညှောက်တော့ y is equal to -3 for 1/3x minus 2 plus 1ဆိုတဲ့ဆရာမတို့လိုချင်တဲ့ Rockian function ကိုရသွားပါတယ်အဲ့တော့ဒီမှာတော့ဆရာမ method နှစ်ခုနဲ့ပဲတွက်ပြထားတယ်ပေါ့နော်ဒီမှာ reflection နဲ့ scaling ကိုပြောင်းမြန်ပေါ့နော်ပြောင်းမြန်ထားပြီး set တွင်နေရတယ်နောက်ပြီးတော့ဒီလိုပေါ့နော်ဒီပု္ပ္ပစာရဲ့ဒီပု္ပ္ပခုတွက်ထားတဲ့ဟာတော့ပေါ့နော်ပု္ပ္ပစာရဲ့ page ချက်ကို view ရှင်းရှင်းလေးနဲ့ဆင်ပြီးတော့စဉ်းစားပြီးတော့တွက်ထားတယ်ပေါ့နော်နောက်တစ်မျိုးထပ်ပြီးတော့တွက်လို့လည်းရပါတယ်ဒီမှာ reflection on x axis နဲ့vertical scale ပါတာဖြစ်တဲ့အတွက်သူတို့ရဲ့တန်ဖိုးတွေကိုပြောင်းပြီးတော့တွက်နေရတယ်ပေါ့နော်အဲ့ဒါကိုတော့နောက်နေ့မှတွက်ပြပါမယ်